ကျွန်တော်သားအတွက်မိသားစုမျိုးရိုးကိုဆက်ခံပေးနိုင်မဲ့ဇနီးတစ်ယောက်ကိုရွေးချယ်ဖို့အတွက်ထူးဆန်းတဲ့ပြိုင်ပွဲတစ်ခုကိုကျွန်တော်ကျင်းပခဲ့ပါတယ်တင်မအကျယ်ဆုံးမိန်းကလေးကနောက်တစ်ဆင့်ကိုတက်ရမယ်ဆိုတဲ့စီကံမှာရွေးချယ်ပြီးတဲ့နောက်မှာတော့နောက်တစ်ဆင့်အတွက်မိန်းကလေး၃ယောက်ပဲကျန်ပါတော့တယ်နောက်ထပ်စီကံကတော့ဘသူအရင်ဆုံးကိုဝင်ရလဲအဲ့ဒီလူကကျွန်တော်ရဲ့ချွေးမဖြစ်လာမယ်ဆိုတာပါပဲကျွန်တော်သားဖြစ်သူကိုအပြင်ခေါ်ထုတ်လိုက်တဲ့အချိန်မှာသားကခြေထောက်တစ်ဖက်မတန်မဆွမ်းဖြစ်နေတာကိုသူတို့မြင်သွားကြပြီးအားလုံးရဲ့မျက်နှာအမူအရာတွေပြောင်းလဲသွားကြပါတယ်ဒါပေမဲ့ချမ်းသာတဲ့အတိုင်းဝိုင်းထဲကိုလက်ထပ်ဝင်ရောက်ရမယ်ဆိုတဲ့အတိနဲ့သူတို့တွေဆက်ပြန်ကိုဆုံးဖြတ်ခဲ့ကြတယ်သူမကတွက်လက်ပြီးရီမန်းချက်ကလည်းရှင်းပါတယ်ဒါပေမဲ့ဘာမှမစတင်ရသေးခင်မှာပဲကျွန်တော်သားကသူမကိုတားလိုက်ပြီးကလေးတစ်ယောက်ကိုပြုစုဆောင်ရှောက်ဖို့အဆင်သင့်ဖြစ်ပြီလားလို့မေးခဲ့ပါတယ်သူမကဓာတ်ရိုက်မဖြစ်ပဲပေါ့ပေါ့တန်တန်ပဲလွှဲပြောခဲ့တယ်ဒါကြောင့်သားကသူမကိုရက်ကန်းရက်ခိုင်းလိုက်ပါတယ်သူမအပြင်ပြန်ထွက်လာတဲ့အခါမှာတော့အားလုံးအဆင်ပြေခဲ့တဲ့လူမျိုးဟန်ဆောင်ပြီးကျန်တဲ့နှစ်ယောက်ကိုအချိန်ကုန်မခံပဲပြန်ကြဖို့ပြောခဲ့ပါတယ်ဒါပေမဲ့အဖြူရောင်ဝတ်စုံတဲ့မိန်းကလေးကအနီရောင်မိန်းကလေးပြောတာကိုမယုံပါဘူးသူမကကုတ်အင်ကြီးကိုချွတ်ပြီးအခန်းထဲကိုဝင်သွားခဲ့ပါတယ်တားရဲ့အခန်းထဲရောက်တော့သူမကကပြပြီးတားနာကိုဖြည်းဖြည်းချင်းတိုးသွားခဲ့တယ်ဒါပေမဲ့တားကစိတ်မလှုပ်ရှားခဲ့ပါဘူးသူကအခြေအနေမှန်ကိုရှင်းရှင်းလင်းလင်းပြောပြလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်အထက်ပိုင်းကလွှဲရင်အောက်ပိုင်းတစ်ခုလုံးကအလုံးမလုံးဘူးဆိုတာပါပဲအဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့မျက်နှာကလုံးဝပြတ်သွားပြီးသူမလိုချင်တာကိုရနိုင်တော့မှမဟုတ်ဘူးဆိုတာသိသွားခဲ့ပါတယ်ဒါပေမဲ့သူမအပြင်ပြန်ထွက်လာတဲ့အခါမှာလည်းအရင်မိန်းကလေးလိုပဲအားလုံးပြီးမြောက်အောင်မြင်ခဲ့ပြီဆိုပြီးဟန်ဆောင်ပြောဆိုခဲ့ပြန်ပါတယ်နောက်ဆုံးမိန်းကလေးဖြစ်တဲ့လီဆာကတော့အဲ့ဒီစကားတွေကိုကြားပြီးပြရခတ်သွားပါတယ်အခန်းထဲဝင်သွားတဲ့အခါအခြားသူတွေလိုပဲဟန်ဆောင်ဖို့ကြိုးစားခဲ့ပေမဲ့တားကိုထိမိတဲ့အချိန်မှာတော့သူမဆက်ပြီးမဟန်ဆောင်နိုင်တော့ပါဘူးတားကသူမကိုမလုံနိုင်ပဲနဲ့ဘာလို့ထိပြိုင်ပွဲကိုလာပြိုင်တာလဲလို့မေးတဲ့အခါမှာတော့သူမကအတင်းအကျပ်စိတ်ခိုင်းခံရလို့လာခဲ့ရတာဖြစ်ကြောင်းရှင်းပြပါတယ်သူမဟာပြည်နေတံပေးခံရတော့မှဖြစ်လို့လက်ထက်မဲ့သူကိုအသေးအတန်ရှာဖွေနေရတာဖြစ်ပေမဲ့တကယ်တမ်းကျတော့အစင်သင့်မဖြစ်သေးဘူးလို့ဝန်ခံခဲ့ပါတယ်သူမရဲ့ရိုးသားမှုကိုကြားရတဲ့အခါတားကစိတ်လှုပ်ရှားသွားပြီးသူမကိုအခက်အခဲမဖြစ်စေပဲပြန်ခွင့်ပေးလိုက်ပါတယ်လီဆာအပြင်ထွက်လာပြီးတဲ့နောက်မှာတော့ကျွန်တော်ကသူတို့ကိုနောက်6လကြာရင်ပြန်လာခဲ့ကြဖို့ပြောလိုက်ပါတယ်အချိန်တွေကမြ မြဆက်ဆံပဲကုံဆုံးသွားခဲ့တယ်သူတို့တွေကနှစ်ယောက်ကဘိုက်ကြီးတွေနဲ့ပြန်ရောက်လာကြပေမဲ့ကျွန်တော်ကတော့သူတို့ရဲ့လှည့်ကွက်တွေကိုချက်ချင်းပဲရိမ့်မိလိုက်ပါတယ်သူတို့ရဲ့လိန်ညာမှုတွေကိုကျွန်တော်ဖော်ထုတ်လိုက်တဲ့အခါတယောက်ကသူမမှာတကယ်ကိုဝင်ရှိနေတာပါလို့ဆွေးနွေးပါသေးတယ်ဒါပေမဲ့ကျွန်တော်ကဒီကလေးကငါမြင်မဟုတ်ဘူးလို့ပြောပြီးတက်တည်ပြလိုက်ပါတယ်သူမဟာတက်တော်ဆောင်နဲ့ညှိစွန်းနေခဲ့တာပါသူမအနေနဲ့ငင်းကွယ်လို့မရတော့တာကြောင့်ထွက်ခွာသွားခဲ့ရပါတယ်လီဆာကတော့သူမအနေနဲ့ပေးထားတဲ့တာဝန်ကိုမကြေပွန်ခဲ့မှန်းသိတာကြောင့်ပြန်ဖို့ပြင်ဆင်နေခဲ့ပါတယ်ဒါပေမဲ့တားဖြစ်သူကသူမကိုတားဆီးခဲ့ပါတယ်ကျွန်တော်တို့တားဖာနှစ်ယောက်လုံးကသူမဟာအယိုးသားဆုံးဖြစ်ပြီးဒီမိသားစုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာဖို့အတွက်အထိုက်တန်ဆုံးသူဖြစ်တယ်ဆိုတာကိုသဘောတူလက်ခံလိုက်ကြပါတော့တယ်